ဒီကက်ကလေးကဘက်ထရီယိုးတွေဆိုလာပြားတွေကနေတဆင်ဖုန်းတွေပါဝါဘန့်တွေအားသွင်းမီလုံးတွေကိုအားပြန်သွင်းတဲ့အခါမှာအသုံးပြုလို့ရတဲ့ကတ်လေးပေါ့နော်ဒီမှာ USB သူက2ပေါက်ပါတယ်ဒီလိုမျိုး USB 4ပေါက်ပါတာမျိုးလည်းရှိတယ်နော်ဒီ USB 2ပေါက်ကနေပြီးတော့ဖုန်းနှလုံးကိုတစ်ပြိုင်တည်းအားသွင်းလို့ရတယ်4ပေါက်ပါတာဆိုလို့ရှိရင်ဖုန်းလေးလုံးကိုတစ်ပြိုင်တည်းအားသွင်းလို့ရတယ်ဒီဝက်အနေနဲ့ဆိုရင်သူကအများဆုံး24 watt ဒီတစ်ပေါက်ချင်းစီတိုင်းကနေပြီးတော့ထုတ်ပေးနိုင်တယ် QC 3.0 2.0 support ပေးတာဖြစ်တဲ့အတွက်ဒါဖုန်းအားသွင်းတာကိုလည်းသူကမြန်လိမ့်မယ်ဒီကလေးကိုပါဝါပေးတဲ့အခါမှာသူကတန်းပိုးကနေပြီးတော့30ဘို့အထိပေးလို့ရတာဖြစ်တဲ့အတွက်ဘက်ထရီယိုးနဲ့သုံးမယ်ဆိုလို့ရှိရင်12ဘို့24ဘို့ဒါ2မျိုးလုံးနဲ့အသုံးပြုလို့ရလိမ့်မယ်ဒီမှာဆိုလာပြားနဲ့သုံးနေတယ်ဆိုလို့ရှိရင်လည်းဆိုလာပြားကတန်းပိုးကနေပြီးတော့30ဘို့အတွန်းမှာထွက်တဲ့ဘဲဆိုလာပြားနဲ့မဆိုဒီမှာဓာတ်ရိုက်ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတယ်ဒီမှာပါဝါပေးတဲ့အခါမှာဆိုရင်ဘယ်လိုပေးရမလဲဆိုရင်ဒီမှာဒီချက်ကလေးကိုဒါမျိုး DC ချက်လေးနဲ့ကျွန်တော်တို့ထိုးပြီးတော့လည်းသုံးလို့ရတယ်ဒါမျိုး DC ချက်လေးဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတစ်ခါတည်းဝယ်လို့ရတယ်เนาะအဲ့လိုမဟုတ်ဘူးဒီမှာ DC ချက်ကနေပြီးတော့တွဲပြီးတော့မသုံးချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာ in mine နဲ့ရယ်ဒီမှာ in black ရယ်ဆိုပြီးတော့ဒီမှာ contact လေးတွေပါတယ်เนาะဒီမှာဒီ contact လေးတွေကနေပြီးတော့ခဲတို့ပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ဒီကတ်လေးကိုပါဝါပေးတဲ့အခါမှာ2မျိုးပေးလို့ရတယ်ပေါ့เนาะအဲ့တော့ဒီကတ်လေးတွေကိုဒါကိုယ့်အတွက်အသုံးလို့တယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာပြပေးထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်เนาะ